ကဲဒါတော့ဟိုနေ့ရောက်ထားတဲ့ support set battery support set လေးတွေပေါ့နော်အဲ့ဒီထဲမှာကျွန်တော်ဒါအမျိုးအစားအသစ်တစ်လုံးကိုကျွန်တော်စပြီးမိတ်ဆက်ပေးမှာဖြစ်ပါတယ်display နေထားတာလည်းလှလှပပတည်တည်တတ်နဲ့ battery mAh 1000 mAh ပါဝင်မှာဖြစ်ပါတယ်ဒါတော့သူ့ရဲ့ manual guideline တွေပါဒါ manual ရိုက်ဖို့အတွက်ချိန်နေမှာ auto လည်းရိုက်လို့ရပါတယ်ခင်ဗျာ auto manual နှစ်မျိုးရိုက်လို့ရပါမယ်ပါဝင်အားသွင်းတဲ့ snick ကတော့ကျွန်တော်တိုက်စင်ကြီးကျိုးနဲ့ဖြစ်မှာပါခင်ဗျာဂီယာကတော့ကျွန်တော်69ထိရိုက်လို့ရပါတယ်ကျွန်တော် Lipo 4 nickel အထူတွေထိရိုက်လို့ရပါတယ် Lipo 4 12 မဲ့ညီကိုတွေအတွက်လည်းအဆင်ပြေပါတယ်ခင်ဗျာကျွန်တော်ဈေးနှုန်းအဖြစ်တစ်လုံးကို3,200,000ကျပ်ကျတင်မှာဖြစ်ပါတယ်ခင်ဗျာလိုအပ်မဲ့မိတ်ဆွေများကျွန်တော်ကို Viber မှာ order လေးတင်ပေးထားပါခင်ဗျာ Sport ရမြဲမြဲလေးနဲ့ကျွန်တော်တို့ဒီ battery type ကိုသုံးကြရင်တော့လောလောဆယ်မှာကျွန်တော်မှဒါမျိုးလေးတွေရပါအောင်မယ်ဒီလို sport ဝယ်တာလေးတွေကြံပါသေးတယ်ခင်ဗျာဒါဆိုရင် Lipo 4 nickel ပေါ့နော် Lipo 4တွေကိုရိုက်တဲ့ nickel အထူပေါ့နော်အမပြန်ခွာတဲ့အချိန်မှာကျွန်တော်တို့အောက်က battery တွေပါအပေါက်ရာတွေဖြစ်သွားပါတယ်ခင်ဗျာ